アジアカップに向けて、準備をしている段階なんですけど、まずやらなきゃいけないことは選手の個々の力を上げるっていうところが一番大きいと思うので、そこに重点を置いて準備しています。အခုပြင်ဆင်နေတာကျတော့အာဆီယံကပ်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်နေပါတယ်တဲ့ပြီးတော့အရေးကြီးတာနောက်တစ်ခါကျတော့ကျွန်တော်တို့ player တွေရဲ့သူတို့ရဲ့ဘယ်လိုဖြစ်နိုင်တဲ့ level တွေပေါ့နော်သူတက်လာအောင်ခုပြီးတစ်ခုကျွန်တော်ပြင်ဆင်နေပါတယ်တဲ့そうですね、この間、アンダー21の、リーグ戦を、スカウティングさせてもらって、何名か、ラージで、呼んで、また、トライアルっていう形で、選手選考していきたいなっていうふうに思ってます。ဟိုတော့တွင်းတော့ကျွန်တော်တိုင်းနဲ့ပြည်နယ်ပွဲတွေမှာ25နှစ်အောက်ပွဲတွေကိုသူတွားကြည့်တာပြီးတော့အာရီကနေတော့ကျွန်တော်အချမ်းမြေစကောက်လုပ်ပြီးတော့ခေါ်မဲ့လူတွေကိုပြင်ဆင်ထားပါတယ်တဲ့အာရီကလူတွေလည်းပြန်လာပြီးတော့ဒီမှာပြန်ပြီးတော့စမ်းသပ်မဲ့ပုံစံမျိုးတွေလုပ်ထားပါတယ်တဲ့アジアカップの目標としてはワールドカップに出場するっていうことを、期待されている方もいると思うんですけれども、まだ現実的に、そこまでのレベルには全然至ってないと思っているので、まずはやっぱり1勝するっていうことを目標に、チーム作りはしています。ကျွန်တော်တို့ဒီအာဆီယံကတွားဖို့အတွက်ကပေါ့နော်ကျွန်တော်ရွေချက်ကတော့ဗာလဲဆိုတော့ဟိုပြောမဲ့ဝက်ကတ်အထိတွားဖို့အတွက်ကတော့ဟိုမဖြစ်နိုင်သေးဘူးပေါ့နော်ဒီ level လောက်နဲ့ကမလုံလောက်သေးဘူးလို့ထင်ပါတယ်ဒါပေမဲ့လည်းbus 8လို့ပါတော့အထိပါဝါအောင်တော့ပြစ်မှတ်ထားပြီးတော့ကျွန်တော်တို့ရတဲ့အချိန်မှာစူးစမ်းနေပါတယ်6ヶ月間で準備できるって言ったらやっぱそこまでいかに引き上げれるかっていうところだと思ってるので、はい、それでいいや。6လပဲအချိန်ရတာပြီးတော့လုံလောက်တယ်ပြောမလားမလုံလောက်ဘူးလို့ပြောမှာဘယ်လိုမှတော့ပြောလို့မရဘူးပေါ့နော်တတ်မှတ်ထားတဲ့အချိန်တွေမှာလုံသွားလဲလို့တော့မရှိဘူးပေါ့နော်ဟုတ်
は上手くなるように練習はしてますし、今のレベルではアジアでは一生もできないと思ってるので、ここのレベルアップと、チームのレベルアップをしてそこで一生をまずするっていうところで、あとは、大会目標としては、ベスト8に入りたいっていうのが目標だなっていうふうに思ってるので、そこを目指して、チームを強化していきます。ခုနပြောလို့ပဲအခု level လောက်နဲ့လုံလောက်လားဆိုတော့ပုံစံမျိုးဆိုရင်တော့မလုံလောက်ပါဘူးတဲ့အဲ့သွားလို့ရှိရင်တော့ကိုယ့်တဲ့ level မြင့်တဲ့ဟာတွေပဲဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့အခုလိုပုံစံမျိုးရတဲ့ခုရှိရဲ့လက်ရှိ level တဲ့ပို့ပြီးတိုးတက်လာအောင်တော့ကြိုးစားနေပါတယ်တဲ့ play တွေရဲ့ level တင်းရဲ့ level အကုန်လုံးတိုးတက်အောင်ကြိုးစားနေပါပြီးရင်ကျွန်တော်တို့လည်းပြတ်မှတ်ထားခုနကပြောရသလိုပြတ်မှတ်ထားတဲ့အရာကျတော့ basic ဟိုအကောင်းဆုံးရှစ်တင်းနေနဲ့ပါဝါအောင်ကြည့်တော့ရွယ်ထားပါတယ်တဲ့